မင်္ဂလာပါရှင်ကျမကတော့ဂျေအေးကျောင်းမှာလုံခြုံရေးတာဝန်ထမ်းဆောင်နေသမီးမြင့်ခိုင်ဖြစ်ပါတယ်ရှင်ကျမမနေ့9နာရီခွဲရတယ်ညနေ9နာရီတာဝန်ထမ်းဆောင်ရပါတယ်ညနေ9နာရီကနေမနေ့မိုးလင်းအထိကိုဥအောင်မျိုးစော်ဆိုတဲ့လုံခြုံရေးရဆက်လက်ထမ်းဆောင်ပါတယ်ဂျေအေးကျောင်းမှာ24နာရီပြည့်ရှိပါတယ်ရှင်ကျမအဓိကထမ်းဆောင်တာဝန်ရတော့ကလေးတွေအဝင်အထွက်ကိုအဓိကထမ်းဆောင်ပေးရပါတယ်ရှင်မိန်းကလေးဆောင်ဖြစ်သည့်အတွက်အိမ်ကမိဘများလာခေါ်မှသာလည်းကောင်းအုတ်ထိန်မှာတော့လည်းကောင်းဒါမှမဟုတ်အုတ်ထိန်ဆရာမပါမပြီးပါလေတကယ်လို့မပါခဲ့တော့ရှိတဲ့ကလေးများကိုကျမကမထွက်ပါဘူးအရှိကိုမုတ်သွားစားပြီးကလေးများကိုဆရာမရဲ့ခွင့်ပြုချက်ပါမှသာလေးကျမပေးထွက်ပါတယ်ကျမအဆောင်ထဲမှာရှိရဲ့တန်ရှင်းရေးပိုင်းဘာညာကိုကျမတခြားလိုက်ကြည့်ပြီးပါတယ်ပြီးတော့အမိုက်ပုံးထဲမှာကလေးတွေစွန့်ပစ်ထားတဲ့ပစ္စည်းမှာပါခဲ့တော့ရှိတဲ့ဥစ္စာတွေကိုလည်းဆရာမတွေကိုအကြောင်းပြပေးပါတယ်ပြီးမှသာလည်းအမိုက်အိတ်ကိုအပြင်ကိုထုတ်ပြီးတော့လွတ်ပစ်ပေးပါတယ်ညနေဝိရှော်တီဝန်ထမ်းနဲ့တန်ရှင်းရေးလုပ်တဲ့ဝန်ထမ်းတွေပြန်ရင်တဲ့ခါကျရင်ကျမတခြားစစ်ပေးပါတယ်ရှင်ညနေ9နာရီခွဲပြန်လို့ညလုံညုံရေးအလှည့်ပြန်မှသာကျမတခြားအပ်ပြီးတော့မှပြန်ပါတယ်ရှင်